Super မှာငွေစုချင်းအတွက်အကျိုးခံစား권များတဝင်ငွေခွန်ရော့နေသည်တင်းဤလစာမှ Super အတွက်စတေးစုဆောင်လိုက်သောအခါငွေပြန်ထုတ်ရင်အခွန်15%သာပေးဆောင်ရသည်တင်းလစာပေါ်မူတည်၍ပုံမှန်ပေးဆောင်ရမည့်အများဆုံးခွန်48%နှင့်နှိုင်းယှဉ်ပါက Super မှအခွန်ပေးရနှုန်းသည်အင်မတန်နည်းပါးပါသည်နှစ်ဈေးသက်သာပြီးအလိုအလျောက်အာမခံကပါSuper ရန်ပုံငွေများသည်အာမခံပရီမီယံခြင်းများအတွက်အုပ်စုလိုက်လျှော့ဈေးများကိုရရှိနိုင်ပြီးဤအာမခံခြင်းငွေများကိုအဖွဲ့ဝင်များထံပေးရလေရှိသည့်ထို့ကြောင့်တင်းသည်Superပြင်ပအာမခံထက်ဈေးသက်သာသည့်တင်ကွယ်လွန်ခြင်းတွင်မိသားစုများကထုတ်ယူနိုင်သည်မတန်ဆွမ်းအာမခံလည်းတစ်ခါတည်းထားနိုင်သည့်အကယ်၍တင်းသည်တစ်သက်လုံးအလုံးမလုံးနိုင်လောက်အောင်မတန်ဆွမ်းခြင်းရှိပါကSuperတွင်အာမခံရှိပြီးထိုအာမခံကိုထုတ်ယူနိုင်သည့်သို့သောတစ်ယောက်နှင့်တစ်ယောက်အာမခံကမတူညီကြောင်းသတိပြုပါတင်း၏အာမခံကိုမကြာခဏစစ်ဆေးပါ3ရင်းနှီးမြှုပ်နှံမှုအပေါ်အခွန်လျော့နေတစ်Superအကောင့်တွင်ရင်းနှီးမြှုပ်နှံမှုတူမျှရင်ငွေများသည့်အများအားဖြင့်15အခွန်နှုန်းထားသို့မဟုတ်အချို့သောအရင်းအနှီးမြတ်များတွင်10ရှိသည်ယင်းသည်Superပြင်ပမှယင်းနှီးမြှုပ်နှံမှုများအတွက်အခွန်နှုန်းထား48ထက်လျော့နေသည်အိမ်စရန်ငွေအတွက်အသုံးပြုလို့ရသည်အစိုးရ၏ First Home Super Saver Fast Scheme သည်တင်းSuperကိုအသုံးပြု၍တင်း၏ပထမဆုံးအိမ်တွင်စပုံးငွေကိုကူညီပေးသည်အဓိကအကျိုးခံစား권အချို့တွင်အခွန်သက်သာ권နှင့်မြင့်မားသောအတိုးနှုန်းများပါဝင်သည်ဒါကြောင့်အိမ်စရန်ငွေအတွက်အသုံးပြုနိုင်ပါလိမ့်မယ်6ဒေဝါလီခံခြင်းမှကာကွယ်နိုင်တင်သည်ဒေဝါလီခံသွားပါကတင့်ငွေစုမှုအတွက်ထပ်လောင်းလုံခြုံရေးကိုSuperကပေးနိုင်ပါသည်တင်၏အသက်ပုံငွေသည်ထိန်းညှိထားသောSuperရန်ပုံငွေရှိနေသည်၍ဒေဝါလီခံခြင်းသည်ရေဘူးရအဖြစ်တင်၏အငင်းစားစုဆောင်းငွေများအပေါ်တက်ရောက်မှုရှိမည်မဟုတ်ပါတင့်ငွေသည်မိရှင်များထံမှလုံခြုံနေလိမ့်မည်ခုနှစ်အငင်းစားယူသည့်အခါအခွန်လွတ်ဝင်ငွေတင်းရဲ့လစာဟာအခွန်ကင်းလွတ်နေသလားတွေးကြည့်ပါအဲ့ဒါကတင်းရဲ့ဗန်လက်ကြံထဲမှာပတ်စံများကြီးပို့ပါတယ်တင်ငိမ့်စားယူချိန်တွင်တက်ပြည့်ခံစား권များသည်ရက်တက်မီမဟုတ်ပါတင်သည်အသက်60ပြည့်သည်နှင့်အခွန်မပေးဘဲတင်း၏Superကိုဝင်သုံးနိုင်သည်Superတူးမြငွေစည်းကြောင်းမှတဆင့်ငွေထုတ်ခြင်းသို့မဟုတ်ပမာဏကြီးကြီးမားမားဖြင့်ထုတ်ယူပါကဘာမှပြဿနာတစုံတရာမရှိပါရှေ့အကျိုးခံစား권များကိုအမည်စရင်းတင်သွင်းခြင်းအရေးကြီးဆုံးSuperသည်တင်ပိုင်ဆိုင်မှု၏အလိုလျောက်အစိပ်ပိုင်းမဟုတ်ကြောင်းတင်သိပါသလားထို့ကြောင့်အကျိုးခံစား권များကိုအမည်စရင်းတင်သွင်းခြင်းသည်မရှိမဖြစ်ကဏ္ဍတစ်ခုဖြစ်သည်အကယ်၍တင့်တွင်ခိုင်လုံသောအမည်စရင်းတင်သွင်းခြင်းမရှိပါကတင်ကွယ်လွန်ချိန်တွင်တင်း၏Superပိုင်ဆိုင်မှုများအသက်အာမခံတစ်ခုခုအပါအဝင်ကိုမည်သူရရှိမည်ကိုဆုံးဖြတ်မည်ဖြစ်သည်အကျိုးခံစား권ရှိသူများမှာအိမ်တော်ဖက်သားသမီးများတင်နှင့်အပြန်အလှန်မိခိုးနေသောဆက်ဆံရေးရှိသူတဦးသို့မဟုတ်တင့်အိမ်ချမ်းမြေအပေါ်ငွေကြေးအရာမိခိုးနေသူတဦးဖြစ်နိုင်ပါသည်ယနေ့ရိုးရှင်းသောအဆင့်နှဲငယ်ကိုလှုပ်ဆောင်ခြင်းဖြင့်အနာဂတ်တွင်တစ်ချိန်ချိန်တွင်စိတ်ဖိစီးမှုနှင့်အခက်အခဲများကြားမှချစ်ရသူများကိုစိတ်အေးချမ်းမှုပေးစွမ်းနိုင်မည်ဖြစ်သည်ရေဘူးရအဖြစ်အကယ်၍တင့်တွင်တရားဝင်အမည်စရင်းတင်သွင်းခြင်းမရှိပါကဂောဘကမှတင်သေးဆုံးသွားပါကတင့်အကျိုးခံစား권ကိုမိသူကလက်ခံမည်ကိုဆုံးဖြတ်မည်ဖြစ်သည်အကယ်၍တင်သည်အမည်စရင်းတင်သွင်းခြင်းမပြုလုပ်ခဲ့ပါကဂောဘကမှဆုံးဖြတ်ချက်ကိုအထောက်အကူပြုရန်အချက်လက်ကိုအသုံးပြုနိုင်တော်လဲနောက်ဆုံးတွင်တင်း၏တည်ဆုံးခြင်းအကျိုးခံစား권ကိုလက်ခံရရှိသူနှင့်အချိုးအစားများသည်တင်တောင်းဆိုထားသည့်အရာနှင့်ကွဲပြားနိုင်ပါသည်အကယ်၍တင်သေးဆုံးသွားပါကတင်း၏အကျိုးခံစား권များရရှိနိုင်မည့်အကျိုးခံစား권များအကြောင်းပိုမိုနားလည်ရန်1800 306 310နှစ်ကိုတင်း၏ဆွေမျိုးတဦးတယောက်မှဖုန်းခေါ်ဆိုနိုင်ပါသည်တည်ဆုံးခြင်းအကျိုးခံစား권ကိုလက်ခံရရှိသူများအတွက်အခွန်နှင့် Centralink အကျိုးဆက်များဆိုင်ရာနောက်ဆက်တွဲအချက်လက်များအားအကျိုးခံစား권ကိုရရှိသည့်အကျိုးခံစား권များကိုရှာတွေ့နိုင်ပါမယ်